ဟုတ်ကဲ့အားလုံးမင်္ဂလာပါဟုတ်ကဲ့ပါဒီတစ်ခေါက်မှာတော့ကျွန်တော်မိတ်ဆွေတငယ်ချင်းများကိုကျွန်တော်ဒီ measurement ပေါ့နော်အမေပေါ်ဖြစ်တိုင်းတာခြင်းဆိုတဲ့ application လေးထဲမှာကျွန်တော်တို့ area တွေအလွယ်တကူတွက်ကြည့်လို့ရမယ်ပြီးရင်အကွာအဝေးတွေတိုင်းတာကြည့်လို့ရမယ်နည်းလေးပေါ့နော်ရမယ် application လေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုတော့ကျွန်တော်ဒီ application လေးကိုကျွန်တော်တွက်ကြည့်အောင်ဟုတ်ကဲ့ပါဒါဆိုတော့ကျွန်တော်မြေပုံကိုကျွန်တော်နှိပ်ကြည့်လိုက်မယ်ဟုတ်ပြီနော်ဒါဆိုတော့ကျွန်တော်မြေပုံနှိပ်ကြည့်လိုက်ရင်ကျွန်တော်တို့ဟုတ်ပြီဒါဆိုတော့ကျွန်တော်ဒီလေခွက်တွေခြံခွက်တွေရှိတဲ့နေရာကိုကျွန်တော်တွက်ကြည့်မှာပါနော်ကျွန်တော်အကွာဧကတွေကျွန်တော်တွက်ကြည့်မှာပထမဆုံးအနေနဲ့ကျွန်တော်အကွာဧကတွက်ကြည့်မှာဖြစ်တဲ့အတွက်ကိုကျွန်တော်ဒီအတိုင်းတာဆိုတဲ့ဒီမှာအောက်ကအဆက်ကလေး30ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ရင်ကျွန်တော်အကွာအဝေးတွေတိုင်းတာလို့ရမယ်ပြီးတော့ကျဧကတွေ area တွေတွက်ချက်လို့ရမယ်အမြန်နှုန်းတိုင်းတာလို့ရမယ်လမ်းကြောင်းအကွာအဝေးတွေပင်လယ်ရေမျက်နှာပြင်တွေဒါတွေကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်တွက်ကြည့်မှာဖြစ်တဲ့အတွက်ကိုကျွန်တော် area တွက်ချက်ခြင်းကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီအကွက်ကလေးပေါ့နော်ကျွန်တော်ဒီအကွက်ကလေးကိုကျွန်တော်အကွက်တစ်ကွက်ကိုကျွန်တော်တွက်ကြည့်လိုက်မယ်ထောက်ကြည့်လိုက်မယ်ထောက်လိုက်မယ်ဒါ၄တောင်းထောက်လိုက်တာပေါ့နော်ဒီတော့ထောက်လိုက်ရင်ကျွန်တော်ဘယ်ဘက်ပေါ်တော့မှာ3.53ဧကဆိုပြီးမှဖော်ပြပေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီအကွက်ကလေးကိုပြန်မှထည့်ခြင်းနဲ့ဆိုရင်ပြန်ပြင်တိုင်းခြင်းနဲ့ဆိုရင်လည်းကျွန်တော်ဒီမှာဒီလိုပုံစံလေးနဲ့နှိပ်ပြီးတော့တုံးပြလို့ရမယ်ဒီ icon လေးကိုကျွန်တော်နှိပ်ဆွဲမှရွှေ့မှကျွန်တော်အတုံးပြလို့ရမှာပါနော်ပြီးရင်ဒီမှာပေါ်ပါကြည့်လိုက်ရင်တော့ကျွန်တော်ဧကအနေနဲ့6.24ကျွန်တော်ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြတော့ကျွန်တော်ဧကတွက်ကြည့်လို့ရမှာပေါ့နော်ဟုတ်ပြီဒါဆိုတော့ကျွန်တော်ဒီဧကတွက်ထားတဲ့ဟာကိုကျွန်တော်တိမ့်ထားမယ်ဆိုရင်တော့ကျွန်တော်တိမ့်စေးရအောင်ကျွန်တော်နှိပ်လိုက်မယ်ပြီးတော့ကြရင်နာမည်တစ်ခုပေးလိုက်ပေါ့နော်ဘယ်သူလဲကွယ်ပေါ့ဘယ်သူအခုဆိုနာမည်တစ်ခုပေးလိုက်မယ်နာမည်တစ်ခုပေးပြီးတော့ okay ကိုကျွန်တော်ပေးလိုက်မယ်ဒါကျွန်တော်ဒီမြေခွက်ကတိမ့်စေးသွားပြီပေါ့နော်ဟုတ်ပြီကျွန်တော်အကွာဝေးတစ်ခုတိုင်းတာကြည့်အောင်အကွာဝေးတစ်ခုတိုင်းတာကြည့်မယ်ဆိုတော့ကျွန်တော်တို့ဒီအကွာတိုင်းတာကိုနှိပ်လိုက်မယ်ပြီးတဲ့ကြရင်အကွာဝေးတိုင်းတာခြင်းကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင်ဒီမှာထောက်လိုက်မယ်ပြီးရင်ဒီတောက်မှာထောက်လိုက်မယ်ထောက်လိုက်ဆိုတော့ဒီအမှတ်တစ်ခုအကွာဝေးကိုဒီဘယ်ဘက်ပေါ်တောင်းမှာပေါ်မှာပဲကျွန်တော်8391တပီပေါ့နော်ဒါလေးကိုကျွန်တော်ဒီမှာတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်အကွာဝေးတိုက်တာလို့ရမှာပေါ့နော်တိတ်ဆေးရဆိုတော့တိတ်ဆေးရနှိပ်ပြီးရင်ဒီမှာနာမည်တစ်ခုပေးနာမည်ပေးပြီး okay ပေးလိုက်ရင်ကျွန်တော်ဒါတိတ်ဆေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်မြေပုံအမျိုးအစားပေါ့နော်မြေပုံအမျိုးအစားကိုတွားကြည့်လိုက်ရင်ရိုးမြေပုံပြီးရင်ကောင်းကင်မြေပုံပြီးရင်ရိုးလမ်းပြမြေပုံပြီးတဲ့ခါကျရင်ကောင်းကင်မြေပုံနဲ့လမ်းဆိုမှကျွန်တော်တွေ့ရမှာဖြစ်ပါတယ်မြေပုံအမျိုးအစားကိုလည်းကိုကြိုက်တယ်လို့ကိုကြည့်ကျင်တဲ့မြေပုံအမျိုးအစားကိုကြည့်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ကျွန်တော်ပြန်ထွက်လိုက်မယ်နော်ပြန်ထွက်လိုက်ရင်ကျွန်တော်တိမ့်ထားသည့်အချက်လက်များဆိုတော့နှိပ်လိုက်ရင်ခုနကကျွန်တော်ဧကတွက်ထားတဲ့နာမည်နဲ့တွက်ထားတဲ့ပုံတွေပေးထားတဲ့ပုံတွေကိုကျွန်တော်မတွေ့ရမှာဖြစ်ပါတယ်ဆိုမှမြေပုံတွေကြည့်အောင်နှိပ်လိုက်ရင်ကျွန်တော်ဒီမှာဧကတွက်ထားတဲ့ပုံကိုတွေ့ရမှာဖြစ်တယ်ပြီးရကြရင်ဝိုင်ဆိုမှမြေပုံတွေကြည့်အောင်နှိပ်လိုက်ရင်ကျွန်တော်ဒီမှာအကွာဝေးတိုင်းထားတဲ့အမှတ်တစ်ခုကိုဒီမှာတွေ့ရမှာဖြစ်ပါတယ်ဒီ application လေးကကျွန်တော်မိတ်ဆွေတို့အကွာဝေးတွေသိကျင်တယ်ကျွန်တော်ဧကတွေတွက်ကြည့်ကျင်တယ်ဆိုရင်တော့ဒီဟာလေးကလည်းကျွန်တော်တို့အသုံးပြုလို့ကောင်းတဲ့ application လေးတစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒါလေးကိုလာရောက်ပြီးတော့ပြောပြပေးခြင်းဖြစ်ပါတယ်မိတ်ဆွေတို့ဒီ application လေးကိုစမ်းပြီးတော့အသုံးပြုနိုင်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်